အခုဒီ property listing အကြောင်းကိုဆက်ရေးရအောင် property listing အကြောင်းမရေးခင်ကျွန်တော်ဒီနေရာမှာ pattern ကိုစလုံးပေါက်တာမှားသွားတယ် PATTING pattern အဲ့ဒါလေးအရင်ဆုံးပြင်ချင်ပါတယ်ပြီးွားရင်စာရအခုဒီ aside ကအောက်မှာပဲစာရေးမယ် aside ကအောက်မှာ section တစ်ခု create လုပ်လိုက်မယ်အဲ့ကောင် main listing လုပ်ပေးလိုက်မယ်ပြီးတော့ရင်အဲ့ဒီ main listing ထဲမှာနှစ်ပိုင်းပိုင်းခြင်းတယ်ပထမတစ်ပိုင်းကကြတော့ header ထည့်မယ်ဒုတိယတစ်ပိုင်းကျတော့ကိုယ့်ရဲ့ဒီအိမ်ပုံစံတွေအကုန်လုံးတန်းစီပြီးထည့်မယ်ပထမဆုံး header စဆောင်မယ် vision.listing header လုပ်ပေးလိုက်မယ်ပြီးရင်နောက်ထပ်တစ်ခုကကြတော့ division.property grid grid လုပ်ပေးလိုက်မယ်ပြီးရင် listing pag page grid နှစ်ခုထည့်မယ်ကျွန်တော် value နှစ်ခုထည့်ထားမယ်အခုပထမပိုင်း listing အကြောင်းအစာရေးမယ်ပထမဆုံးတစ်ခုကကြတော့3 result result 3ခုတွေ့တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီမှာအိမ်ပုံ3ပုံပြမှာမလို့ပါပြီးွားရင် sorting အကြောင်းကိုရေးခြင်းနဲ့ div.sort sort option လို့ထည့်လိုက်မယ်အဲ့မှာ label တစ်ခုအရင်ထည့်မယ် label ဒါကြပါလဲဆိုတော့ sort by ပြီးွားရင်ဒီမှာကြတော့ sort by လို့ပဲပေးထားလိုက်မယ်အဲ့ဒီအောက်မှာ select box တစ်ခုရေးမယ် select box name ကို sort တင်လုပ်ပေးလိုက်မယ် id ကိုကြ sort sort by လို့ပေးထားလိုက်မယ်ဒီမှာ option သူတို့ကို sorting လုပ်ဖို့၄ခုလောက်ကျွန်တော် sorting လုပ်ခွင့်ပေးမယ်လို့စဉ်းစားထားတယ်ပထမတစ်ခုကကြတော့ဗာလဲဆိုတော့ဈေးနှုန်းကိုပထမဆုံးအများဆုံးကနေအနည်းဆုံးကိုပြတာရှိမယ်ပြီးရင်အနည်းဆုံးကနေအများဆုံးကိုပြတာရှိမယ်နောက်တစ်ခုကကြတော့ဒီနောက်ဆုံးတင်ထားတဲ့အိမ်တွေတိုက်တွေကိုပြခြင်းနဲ့နောက်ဆုံးတစ်ခုကကြတော့ဒီအိမ်တွေတိုက်တွေရဲ့ site နဲ့ပြခြင်းနဲ့ပထမဆုံး price ကနေဆိုင် price price အနည်းဆုံးအစစီပေးပါနောက်တစ်ခုကြတော့ price ပဲ lowest အနေဆုံးကနေစစီပေးပါနောက်တစ်ခုကကြတော့ new best listing ဒါကတော့နောက်ဆုံးတင်ထားတဲ့ product ကိုအရင်ဆုံးပြပေးပါပြီးရင် area GSC largest square feet ပေါ့နော် square feet လို့ပြောဒီမှာသွားကြည့်မယ်ဆိုရင်ဒါလေးပေါ်နေပြီအဲ့ဒီအပေါ်ပိုင်းလေးကိုအခုစပြီးတော့အပွားစရေးမယ်ဘယ်လိုခေါ်မလဲ CSS စရေးမယ်အခုဒီ main listing ကိုစပြီးရေးမယ်ဒီ filter ရဲ့အောက်မှာဆက်မယ် .main listing ဒီကောင်ကိုကြတော့ plus grow ကိုကျွန်တော်အပြည့်ယူခြင်းတယ်အဲ့လေးပဲထည့်လိုက်အခြားဘာမှမလုပ်တော့ grow 1လုပ်ပေးထားလိုက်မယ်အပြည့်ယူပါနောက်တစ်ခုကကြတော့ listing ရဲ့ header ကိုရေးမယ် listing ရဲ့ header ဆိုတာဒီအပိုင်းမှာအဲ့တော့အဲ့ကောင်ကိုဘယ်ကစလို့ရင်ကောင်းမလဲဆိုတော့ display ကစပြီးထည့်အောင် display flat ပြီးွားရင် justify content ကို space between လို့ထည့်လိုက်မယ်နောက်ပြီးွားရင် align item ကို center ထားမယ် margin button ကို20 pixel လောက်ထည့်ပြီးတော့ border button ကိုစထည့်အောင် button BOTT1 button ကိုကျွန်တော်2 pixel solid နဲ့ထည့်လိုက်အရောင်ကြတော့ဘာပဲသုံးလိုက်မယ်ဘာက primary color သုံးခြင်းဟုတ်ပြီဟုတ်ပြီနည်းနည်းလေးလုပ်ချင်တာရှိ pattern button ကိုနည်းနည်းလေးချလိုက်မယ် BOTT1 button ကို10 pixel လောက်ထည့်လိုက်ညနောက်ပြီးရင်ဒီ H1 ကိုပြင်လိုက် dot listing header တွေက H1 ကို file size ကို2 EN လောက်ထည့်ထားမယ်နောက်ပြီးွားရင် color ကိုဘာတွေက primary color ထားလိုက်စင်ကြပြီ sorting sort option sort option ထင်တယ်ကျွန်တော်ရေးထားတာsort option optims option တွေက label တွေအကုန်လုံးကိုနည်းနည်းပြောင်းခြင်းတယ်အရင်ဆုံးဘာလုပ်ချင်လဲ font weight ကိုဘိုးလုပ်လိုက်ခြင်းတယ်
နောက်ပြီးွားရင် right ကိုနည်းနည်းလေးကတ်က margin right ကို 2en sorry 10 pixel လောက်ထားလိုက်အခု label ပြီးရင် select box ကိုလုံမယ်တော့ sort ထဲက option ထဲက select ကို pattern ကစားထဲ pattern 8 pixel 12 pixel လောက်ထည့်ကြည့်အောင်ကြည့်သွားပြီသူကနောက်ပြီးရင် border ထည့်မယ် view ကဒီရဲ့ border ကို1 pixel solid ccc လောက်ထားမယ်ပြီးရင် border radius ဟုတ်ပြီဒါဆိုရင်ဒီ heading အပိုင်းလေးရပြီးပြီအောက်မှာ product တွေကိုဆက်ပြမယ်ကိုကြကျင်တဲ့ဥစ္စာဒီ ရိုး property cut တွေပဲ property cut တွေအတွက်ကြတော့ဒီ index မှာသုံးထားတဲ့ property cut တွေကိုပြန်သုံးလို့ရလားခဏလေးနော်ရလာပြီ listing နဲ့သွားမယ်ဒီကောင်က division ထဲမှာ property grid ကလည်းဒီမှာသုံးပြီးသား property grid ကသုံးပြီးသားဆိုတော့ဒီကောင်ပဲပြန်ကူလိုက်ရအောင် property cut ဒီ3ခုပဲပြန် copy ကူလိုက်မယ်ကျွန်တော်ရပါပြီဒါပဲဘာမှမလို့ဒီဥစ္စာဘာဖြစ်လို့ဖြစ်သွားတာလဲဆိုတော့ဘာဖြစ်လို့ဖြစ်သွားတာလဲဆိုတော့ဒီ home page မှာရေးထားတဲ့ဥစ္စာကိုဒီမှာပြန်သုံးလိုက်တာပါဒီ home page မှာတော့ဒီသုံးထားတဲ့ design ကိုပဲ list မှာပြန်သုံးတာအဲ့ကြောင့်ကျွန်တော်ပြောတာ CSS ကိုရေးတဲ့အခါမှာအခြား page တွေမှာယူသုံးလို့ရရင်ထပ်ပြီးမရေးပါနဲ့ CSS တွေအရင်ပေါ့သွားမှာဆိုလို့ပါအဲ့ကိုယူသုံးလို့ရတဲ့ဥစ္စာလေးတွေကိုယူသုံးပါအဲ့ဆိုရင်ကျွန်တော်ဒီ listing page grid ကိုတော့ကျွန်တော်ထည့်စရာမလိုတော့ဒါလည်းထည့်လိုက်အဲ့တော့မပြီးခင်ဘာထည့်ရင်ကောင်းမလဲဆိုတော့ဒီအောက်ဆုံးက pagination လေးတော့ထည့်ခြင်းpagination အတွက်က article ရဲ့အောက်မှာ division ရှိတယ် division ရဲ့အောက်မှာနောက် division တစ်ခုစောင့်မယ်ဒီခေါက် PGI NADI pagination လို့ပေးလိုက်မယ်ပြီးရင် anchor tag တစ်ခုထည့်မယ်ဘာမှမလုပ်ဘူးအဲ့ဒါအဲ့မှာနောက်ဘက်ကိုမျှပြတဲ့ဥစ္စာရှင် LA2UO ဆိုတဲ့ဥစ္စာသုံးရင်ရ PREV အဲ့ဆိုတော့ကြည့်လိုက်တစ်ချက်ကြည့်လိုက်လို့ရှင်သူဒီမှာဘေးကိုလေ less than ဆိုတဲ့မျှလေးပေါ်လာအကေကွာအဲ့လိုမျိုးကုတ်တွေမသုံးချင်ပဲနဲ့ဒီလိုရေးလဲရအတူတူပဲနော်ပြီးရင်နောက်ထပ် anchor tag တစ်ခုရေးမယ်ဒီတစ်ခေါက်ကျတော့ page number 1နော်1 2 3 4ပြီးရင် next တစ်ခုရေးလိုက်မယ်ဒါ next ပြီးရင်1 2 3 4 1ကို3လောက်ကိုကျွန်တော် current လုပ်ပေးလိုက်ဘာလို့ current လုပ်ပေးထားလဲဆိုတော့အဲ့ကောင်လေးကိုcurrent အခုလက်ရှိရှိနေတဲ့ page ဆိုပြီးတော့လူတွေကိုပြချင်လို့ပါအခု CSS ဆန်းရေးကြည့်လိုက်ပထမဦးဆုံး pagination ဆိုပြီးစာရ .pagination pagination ခဏလေးကျွန်တော် class ပေးမိလားမသိဘူးပေးမိpagination ကို display plus လုပ်လိုက်မယ်ပြီးသွားရင် justify content ကို center ထားမယ်ပြီးရင် margin dot အပေါ်နည်းနည်းလေးခါလိုက်မယ် margin margin dot ကို40 pixel လောက်ထည့်လိုက်ဟုတ်ပြီပြီးရင်နောက်ထပ်တစ်ခုဘာလုပ်ချင်လဲဆိုတော့ pagination နဲ့ကanchor tag တွေအကုန်လုံးပြောင်းမယ် pagination နဲ့ anchor tag တွေအကုန်လုံးကိုဘာလုပ်မလဲဆိုတော့ display block ထားလိုက်မယ်ဟုတ်ပြီပြီးရင် padding ကို10 pixel 15 pixel လောက်ထားမယ်ပြီးရင် margin ကိုအပေါ်အောက်ကိုတော့ဘာမှမသိဘူးဘယ်ညာလေးကိုကျွန်တော်5 pixel လောက်ထားမယ်ပြီးရင် text decoration ကိုနန်းထားလိုက်
ဟုတ်ပြီစပြီးအဆင်ပြေနေပြီပြီးရင် color ကိုဘာတွေက primary color ပဲထားမယ်နောက်ပြီးရင် border ထည့်မယ် border ကို1 pixel solid ဆိုပြီးတော့ primary color ပဲဒီကောင်လဲပြီးတော့ရင် border radius border radius ကို5 pixel ရပြီ over လေးဆက်ရေးမယ်နော် .paginati pagination နဲ့က a ကို over လုပ်လိုက်ရင် background color ကိုကျွန်တော် primary color ထားလိုက်ပြီးွားရင်စာအုပ်ကြတော့အပြောင်ပြောင်းလိုက် COL က color ကို white ထားလိုက်အဲ့တော့တင်လိုက်လို့ရှိရင် background color ပြောင်းပြီးတော့စာအရောင်ပြောင်းသွားတယ်ပြီးရင်ထုံးစံတိုင်းပဲ transition ထည့်မယ် transition ကြ background color လေးတခုပဲထည့်လိုက် background color 0.3 second ပြီးတော့ဟို color ကိုပြောင်းတာလေးတစ်ခါလေးပြောင်းပြီ 0.3 second ဒါဆိုရင်နှစ်ခုစလုံးကမြင်သားလေးပြောင်းပါပြီပြီးရင်နောက်ဆုံးတစ်ခုကကြတော့ hover လေးပြီးပြီဆိုတော့ edit ကိုသွားမယ် edit ကsorry current ပေါ့နော် current ကြတော့ဟိုအတူတူပဲဘာမှဆွဲစုလုပ်ချင်တာမရှိဘူး hover နဲ့အတူတူပဲ pagination နဲ့က a တဲ့ current ကိုကျွန်တော် font weight ကို bold လုပ်ပေးလိုက်နောက် 3 လေးက bold ဖြစ်သွားပြီပြီးတော့ဒီနှစ်ခုပဲပြန်ကူးလိုက်မယ်ကျွန်တော်ရပြီဒီကောက်မှာ media query ကိုနည်းနည်းလေးရေးချင်တာရှိတယ် media query မှာကျွန်တော်ရေးချင်တဲ့ဥစ္စာကပထမဆုံးတစ်ခုကဘာလဲဆိုတော့ဒီ list အတိုင်းဒီ main နဲ့ list paging content တွေအကုန်လုံးကိုflash direction ကိုကျွန်တော် column ထားလိုက်ချင်တယ်ပထမဆုံးအဲ့ဆိုရင်ကျွန်တော် right click ထောက်ပြီး insert ထောက်လိုက်မယ်ဒီကောင်အပေါ်အောက်ဖြစ်သွားပြီဒီကောင်ကလည်းဟိုဟာဖြစ်သွားတယ် sticky ဖြစ်နေတဲ့အတွက် AC ဖြစ်သွားတယ်နောက်တစ်ခုကကြတော့ sidebar filter ကိုနည်းနည်းလေးပြင်ချင်တယ်ဘယ်လိုမျိုးဖြစ်ချင်တာလဲဆိုတော့ဒီလိုမျိုးလေးsidebar filter ကိုမပြင်ဘူးဒီကောင်ပဲပြင်ရဒီ listing လေးနှစ်ခုတည်းကဥစ္စာတွေအကုန်လုံးကိုတစ်ခုပြီးတစ်ခုချက်သွားခြင်းအဲ့ဒီအတွက်ကြတော့ကျွန်တော်ဘယ်လိုလုပ်လို့ရမလဲဆိုတော့ဒီ listing မှာဒီကောင်လေးကိုပြင်လိုက်မယ်ဒီနေရာလေးကိုပြင်ရင်ရလောက်တယ် filter group မဟုတ်ဘူးmain listing နဲ့က listing header ဟုတ်ပြီ property grid ကိုနည်းနည်းပြင်လိုက် property grid ထဲမှာခုနကရေးဆိုရယ် listing page grid လို့တစ်ခုထည့်အောင် page page id grid လို့ထည့်လိုက်ပြီးရင်အဲ့ဒီကောင်ကို css style နဲ့မှာသွားထည့်ဒီဥစ္စာကိုကြာတော့ကျွန်တော် page sorry media query တော့မယူအပြင်မှာပဲထုတ်ထားလိုက်ဘာဖြစ်လဲဆိုတော့အဲ့ကောင်ကဟိုဟာဒီ media မဟုတ်ဘဲနဲ့လည်းအလုပ်လုပ်အောင်လုပ်လို့ရတယ် grid ဆိုပြီးပေးထားလိုက်ကျွန်တော်ပြရမယ် display ကို grid ပြောင်းလိုက်ပြီးွားရင် gap ကိုကျွန်တော်25 pixel လောက်ထည့်ထားလိုက်နောက်ဆုံးတစ်ခုကကြတော့ဒီကောင်ရဲ့ minimum maximum လေးထည့်ပေးလိုက်မယ်grid template column repeat ကိုပါကျွန်တော်တို့ auto fit ပဲဒါပေမဲ့ minimum နဲ့ maximum ကိုနည်းနည်းပြောင်းလိုက် minimum ကို300 pixel လောက်ထည့်လိုက်မယ် maximum 1 upper ထည့်လိုက်
ဒါဆိုရင်အကုန်အလုပ်လုပ်သွားပြီအကယ်၍ screen ကသူ့ဟို minimum 300 pixel အထိပဲရှိရဆို300 pixel အထိအလုပ်လုပ်တယ်300 pixel တဲ့ပို့ပြီးနှိမ့်သွားပြီဟေးဆိုလို့ရှိရင်သူက1 alpha ဖြစ်အောင်လဲသူ့ဘက်လို့သူအလုပ်လုပ်သွားတယ်အဲ့တော့ကျွန်တော် media query တွေမှာမထည့်ဘဲနဲ့လည်းအဆင်ပြေတယ်ဒီလိုမျိုးရေးတဲ့ဥစ္စာကကျွန်တော်စိတ်ထဲဒီ listing header လေးကိုနည်းနည်းလေးကြောင်းအောင်ဒီ header လေးဒီ header နှစ်ခုအရန်ကတ်သွားတယ်ဒီလိုမျိုးကတ်သွားတာကျွန်တော်မကြိုက်ဘူးအဲ့တော့အဲ့ကောင်လေးကိုရေးမယ်အဲ့ကောင်အတွက်ကအဲ့ကောင်ကတော့ media query တွေမှာရေးမှရမယ်ဒီကောင်ကကြတော့ဟို media query မှာထည့်မထားတော့ page က secret site ကိုမယူဘဲနဲ့သူ့ဘက်လို့သူတန်းစီအောင်ကျွန်တော်လုပ်ချင်လို့နော် listing header ကို plus direction column ထည့်လိုက်ပြီးတော့ align item ကိုကျွန်တော်တို့ plus stat ထားလိုက် stat ဆိုတဲ့ဥစ္စာကဟိုအစ plus stat ဆိုတဲ့ဥစ္စာအရှိပိုင်းမှာဟိုစစချင်းညာဘက်ဘယ်ဘက်ကိုကတ်ပါပြောတဲ့ဥစ္စာဟုတ်ပြီကျွန်တော် screen ကိုသိကြည့်လိုက်မယ်မညီသွားပြီနောက်ကိုတော့ဘယ်ဘက်ကိုပဲကတ်နေတယ်ရပြီနောက်ပြီးွားရင် sort option ကိုနည်းနည်းလေးပြင်ကျင်တယ်ဒီကောင်လေးကို sorting option ကိုနည်းနည်းပြင်ရင်ကောင်းမယ်ဒီအပိုင်းကိုဒီကောင်ကိုကျွန်တော်နည်းနည်းလေးဗာစစ်ကျင်တဲ့ weight ကို 100% လောက်ထားခြင်းတယ်သိသွားရင်လေတော့ sort option ကို obedient option ကိုကြတော့ကျွန်တော် weight ကို 100% ထားလိုက်ကျွန်တော်ဒီမှာ weight လေးချက်ဆန်းကြည့်အောင်weight 100% ထားတာမလှဘူးတဲ့ sorry ကျွန်တော် weight 100% မထည့်တော့ဒီတိုင်းပဲထားလိုက်ပါဒီတိုင်းလေးကပို့အဆင်ပြေရပြီဒီလောက်ဆိုရင်တော့ဒီ list page ကပြီးပြီဒီမှာပဲခဏရမယ်ဒီကောင် view detail ကိုနှိမ့်လိုက်လို့ရှိရင်ဒီ detail ကိုနှိမ့်လိုက်လို့ရှိရင် detail page ကိုရောက်တယ်အဲ့ဒီ detail page ကိုကြတော့နောက်တဲ့ video မှာဆက်ပါမယ်ကျေးဇူးတင်ပါတယ်